အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဒိုက်ထိုးနည်းတွေအများကြီးရှိတဲ့ထဲမှာလွယ်လွယ်ကူကူနဲ့ထိုးလို့ကောင်းမဲ့ဒိုက်ထိုးနည်း6မျိုးကိုပြသပေးသွားမှာဖြစ်ပါတယ်โอเคဗီဒီယိုလေးစလိုက်အောင် Sigma boy, каждая девчонка хочет танцевать с тобой. Sigma boy, я такая вся, что добиваться будешь год. Sigma boy, каждая девчонка хочет танцевать с тобой. Sigma boy, и я такая вся, что добиваться будешь год. Sigma boy, каждая девчонка хочет танцевать с тобой. Sigma boy, я такая вся, что добиваться будешь год. ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုမျိုး daily workout သို့မဟုတ် daily fitness နဲ့ဆိုင်တဲ့ဗီဒီယိုလေးတွေကြိုက်ရင် channel လေးကို subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နောက်ထပ်ရောဘယ်လိုဗီဒီယိုမျိုးတွေတင်နေခြင်းလဲ comment မှာရေးခဲ့ပေးလို့ရရင်ရေးခဲ့ပေးပါအောင်နောက်ဗီဒီယိုကြမှာပြန်ဆုံတော့မယ်